ကဲတော့ဆက်သွားကြည့်အောင် My ambition in life is to be a teacher ambition လေးကိုမှတ်ထားပါရည်မှန်းချက်ရည်ရွယ်ချက်ဘဝရည်မှန်းချက်ဘဝရည်ရွယ်ချက်ကတော့ is to be a teacher ဒီခန်းလေးလည်းမှတ်မိလားတော့မသိဘူးเนาะ verb to do ရဲ့ verb to be ရဲ့နောက်က to do to have to be လိုက်တာ be လို့ပြောလိုက်တာ ਨੇ အမှ is တည်ရမယ်သူရဲ့နောက်မှာ to do to have to be ဆိုပြီးတော့လေသင်မှုပါတယ် okay เนาะအဲ့တော့သူ့ရဲ့အဓိပ္ပာယ်က have to တို့ need to တို့လိုပဲလုပ်ဖို့လိုအပ်တဲ့အခါမှာသုံးတာ okay เนาะ I am to do ဆိုရင်ငါလုပ်ကိုလုပ်ရမယ် I am to do homework ငါအိမ်စာလုပ်ကိုလုပ်ရမယ် I am to speak English ငါအင်္ဂလိပ်စကားပြောဖို့လိုအပ်တယ်เนาะအဲ့တော့ to have ဆိုရင်လည်းအဲ့တိုင်းပဲ I am to have much money ပတ်စံအများကြီးရှိရမယ် I am to have experience okay เนาะအတွေ့အကြုံရှိရမယ်ပြီးရင် I am to be ချမ်းကိုချမ်းသာရမယ် I'm to be rich to have be ခွဲနေရလေနိုင်ငံခြားမှာရှိရမယ် I am to be abroad ဒီမှာဆိုရင်ဆရာတယောက်ဖြစ်ရမယ် I am to be a teacher ရမယ်เนาะအဲ့တော့လုပ်ကိုလုပ်ရမယ်ရှိရမယ်ဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးပါတယ် okay အဲ့တော့ဖတ်ကြည့်ပါဦး I am to do homework I am not to do homework ဒီမှာဆိုရင်တော့ငါဘဝရဲ့ရည်မှန်းချက်ကတော့ဆရာတယောက်ဖြစ်ဖို့ပါတဲ့ I want to be a professional English teacher professional လေးကိုမှတ်ထားပါကျွမ်းကျင်သောအသက်မွေးဝမ်းကြောင်းနဲ့ဆိုင်သော okay เนาะဒီလုပ်ငန်းကနေရတဲ့ဝင်ငွေနဲ့စားတောက်နေထိုင်တာကိုပြောချင်တာဒီအင်္ဂလိပ်စာသင်ကြားခြင်းလုပ်ငန်းကရရှိတဲ့ဝင်ငွေနဲ့စားတောက်နေထိုင်တဲ့ဆရာတယောက်ဖြစ်ချင်တယ်ပေါ့နော်ဒါကတော့ပထမအဓိပ္ပာယ်နောက်တစ်ခုကတော့ကျွမ်းကျင်တဲ့ဆရာတယောက်ဖြစ်ချင်တယ်ပေါ့ I want to work not for free okay เนาะအလကားမတင်ချင်ပါအလကားအလုံးမလုပ်ချင်ပါဘူးတဲ့ I want to work for many ပတ်စံအတွက်ပဲအလုံးလုပ်ချင်တယ် many is important အရေးကြီးတော့အရေးပါတော့အရေးကြီးတော့အရေးပါတော့ပတ်စံကအရေးကြီးပါတယ်တဲ့ We need money for education ပညာသင်ကြားရေးအတွက်ပတ်စံလိုအပ်တယ် We need money for food စားတောက်တွေလည်းလိုအပ်တယ် We need money for traveling ခီးသွားလာခြင်းအပြုတ်ခီးသွားတာမဟုတ်ဘူးเนาะဒီနာဟိုနာသွားတာဈေးသွားဝယ်တာဟုတ်တယ်မလားရန်ကုန်ကနေမန္တလေးကိုအလုပ်ကိစ္စနဲ့သွားတာဟုတ်ကဲ့เนาะဒီလိုခီးသွားလာခြင်းတွေအတွက်လည်းပတ်စံလိုအပ်တာပဲတဲ့ Without money without ကိုမှတ်ထားပါမရှိပဲOkay, preposition မှာသူ့ရဲ့နောက်က noun လိုက်ပြီးတော့သုံးပေးရတယ် without ရဲ့နောက်မှာ noun လေးလိုက်ပြီးတော့သုံးပါမယ်။အဲ့တော့မင်းမရှိပဲဆိုရင် without you Okay နော်ပြီးတော့အင်္ဂလိပ်စာမရှိပဲ without English Okay နော်မစားပဲ without eatingသူ့ရဲ့နောက်က noun လေးလိုက်ပြီးတော့သုံးလို့ရတယ် without time အချိန်မရှိပဲ without power အာဏာမရှိပဲ without them သူတို့မရှိပဲ without learning သင်ယူမှုမရှိပဲအဲ့တော့ပတ်စံမရှိဘူးဆိုရင် life is terrible very bad လို့ပြောချင်တာပါအလွန်ဆိုးဝါးသောပတ်စံမရှိဘူးဆိုရင်ဘဝကြီးကအလွန်ကိုဆိုးဝါးပါတယ်တဲ့Life is better when we have many. Okay နော် one စာကြောင်းထဲမှာဆိုရင် one ကဘယ်လိုအဓိပ္ပာယ်ကောင်းပါလဲ Shine. Damo. Sorry စာကြောင်းထဲမှာဆိုရင် one ကိုဘယ်လိုအဓိပ္ပာယ်ကောင်းမယ်လို့ပြောထားတော့ Aka. အခါဟုတ်တယ်နော်
ကျွန်တော်တို့ပတ်စံရှိတဲ့အခါဘဝကြီးကပိုကောင်းပါတယ်တဲ့ everybody needs money အစတန်လေးပေါင်းထမယ်နော် everybody needs money လူတိုင်းပတ်စံကိုလိုအပ်ပါတယ်တဲ့ every ကိုမြင်လိုက်တာနဲ့အနည်းနော် every ကအများမဟုတ်ဘူးအနည်းနော်လူတိုင်းကပတ်စံလိုအပ်ပါတယ်တဲ့အဲ့တော့တစ်ခေါက်လောက်ဖတ်ကြည့်ရအောင် okay နော်အဲ့ဆိုကြည့်ပါဦး My ambition in life is